ပြုံးလင်မျိုးရဲ့ရက်ွက်ကြီးစနစ်ရေချမ်းအိုးထဲမှာလမ်းတင်လေးလည်းဖြစ်တယ်ပေကျဲလည်းမျက်နှာပြပေ40နောက်ကို35ပေကျဲတဲ့ကျဲဝန်းပေါ်မှာစောက်ထားတဲ့အိမ်အပါရေမီးစုံလေးကို3600ညှိနှိုင်းသေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဒီရှေ့လမ်းလေးရဆိုရင်ဒါချင်းတွင်းလမ်းဖြစ်တယ်ဒီချင်းတွင်းလမ်းကဗရေဒါမြို့သစ်ရဲ့တင်ကြီးလမ်းမကြီးထိပေါက်တဲ့လမ်းပေါ့နော်လမ်းမတင်လေးဖြစ်တယ်ဒီတော့မိတ်ဆွေတို့နေဒီနေရာလေးကိုဒါလူနေဆိုင်ဖွင့်လုပ်မယ်ဆိုရင်တော့အဆင်ပြေတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ဒီရေချမ်းအိုးထဲမှာပေ30 40အိမ်အပါကို3500နေ3500ကြားထိဈေးပေါက်နေပေါ့နော်ဂျာကွက်တွေကိုအဲ့ဒီတွေပေါက်နေတယ်ခုကလေးကလမ်းမတင်လေးလည်းဖြစ်တယ်3600ကိုညှိနှိုင်းသေးနဲ့ရောင်းချပေးမှာဆိုတော့ဈေးတန်းလေးကတကယ်ကိုတန်နေတယ်ပေါ့နော်မိတ်ဆွေတို့နေနဲ့စိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တယ်3994453510ကိုဆက်သွယ်လိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်တော့အိမ်ချက်မြေကျိုးဆောင်ကိုစောမျိုးထွန်းပါ